အားလုံးမင်္ဂလာပါဗျာတော့တပည့်တော်တို့ဒီကနေ့အပိုင်း28ပေါ့နော်အပိုင်း28ကိုရောက်နေပြီအပိုင်း28ကတော့ဒါမဟန္တာယုံပရိဒါယုံအတိပရိဒါယုံပေါ့နော်ဒီအာယုံနဲ့ပတ်သက်တဲ့အချင်းရာ၃မျိုးကိုဒါဟိုပေါင်းစုံပြီးတော့ပေါ့နော်အချင်းချုပ်ပြောပြတဲ့အခါဒီပထမဆုံး29မှာတော့ဒီလိုကအတိမဟန္တာယုံနဲ့ပတ်သက်တဲ့ဝိထိစဉ်ကိုအသေးစိတ်ရှင်းပြခဲ့ပြီးသားပေါ့ဆိုတော့အတိမဟန္တာယုံကဒီစိတ်ဝိထိစိတ်အလုံးပေါင်းအများဆုံးပါဝင်တဲ့ဒီအာယုံဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါကိုတစ်ခု द्वार နဲ့ဥပမာအနေနဲ့တစ်ခုရှင်းပြလိုက်တယ်ကျန်တဲ့ द्वार တွေမှာလည်းထူနည်း၎င်းပေါ့နော်ကျန်တဲ့သောတာ द्वार တို့ကာဏ द्वार စေဝ द्वार ကာယ द्वार တွေမှာလည်းပဲအတိမဟန္တာယုံဝိထိကအတူတူပဲကွာတာဆိုလို့ခုနကတော့စက္ခုဝိညာဉ်နဲ့သောတာဝိညာဉ်ကာဏဝိညာဉ်စသဖြင့်ဒီဝိညာဉ်လေးပဲကွာတာကျွန်တော်ကတော့အတူတူပဲဆိုတော့အဲ့ဒီအတိမဟန္တာယုံကိုရှင်းပြလိုက်တဲ့အတွက်ကြောင့်ဝိထိမှာပါဝင်တဲ့စိတ်တွေအကုန်လုံးကိုသဘောပေါက်သွားပြီသိရှိသွားပြီပါအခုအပိုင်း28မှာကျတော့ဒီမဟန္တာယုံနဲ့ပတ်သက်တဲ့ဝိထိဖြစ်စဉ်ပေါ့နော်မဟန္တာနဲ့ပတ်သက်တဲ့ဝိထိဖြစ်စဉ်နောက်ပရိဒါယုံနဲ့ပတ်သက်တဲ့ဝိထိဖြစ်စဉ်နဲ့အတိပရိဒါယုံနဲ့ပတ်သက်တဲ့ဝိထိဖြစ်စဉ်ဒီ၃ခုကိုပေါင်းပြီးတော့ရှင်းပြတာမနေ့ကတော့ဒီလိုမဟန္တာယုံပြီးသွားခဲ့ပြီနောက်ပရိဒါယုံကပြီးသွားခဲ့ပြီဆိုတော့ဒီကနေ့အတိပရိဒါယုံကိုသွားမှာပေါ့နော်ဒီနေရာလေးမှာနည်းနည်းလေးပြန်ပြီးအနှစ်ချုပ်ပြရမယ်ဆိုရင်တော့ပရိဒါယုံကတော့မဟန္တာယုံကတော့ပေါ့နော်မဟန္တာယုံကကြီးကျယ်တဲ့အာယုံအဲ့ဒီအာယုံနဲ့ပတ်သက်လို့ဝိထိစဉ်က2မျိုးဖြစ်နိုင်တယ်2မျိုးဖြစ်နိုင်တယ်ဆိုတာကအတ္တိတဘဝင်2ချက်လွန်ပြီးတော့မှद्वार မှာအာယုံထင်တာနော်အာယုံထင်တဲ့အတွက်ကြောင့်ဒီနဲ့ဆက်တဲ့ဒီဝိထိစိတ်တွေဖြစ်ကြတယ်နောက်တစ်မျိုးကကြတော့အတ္တိတဘဝင်3ချက်လွန်ပြီးတော့မှद्वार မှာအာယုံထင်တာအဲဒီမှာဆက်ပြီးတော့ဖြစ်တယ်ဆိုတော့မဟန္တာယုံနဲ့ပတ်သက်လို့ရှိရင်ဝိထိစဉ်ဝိထိစိတ်တွေကတော်တော်များများပါတယ်မပါတာဆိုလို့တရားယုံလည်းမပါဆိုတော့သူကဇောမှာစုံတာပေါ့နော်မဟန္တာယုံကဇောမှာစုံတဲ့အတွက်ကြောင့်ဒီမဟန္တာယုံကိုတော့ဇဝနဝါဒလို့ခေါ်တယ်ဇောအဆုံးရှိတော့ဝိထိဖြစ်စဉ်ပေါ့နော်ဆိုတော့နောက်တစ်မျိုးကကျတော့ပရိဒါယုံပရိဒါယုံနဲ့ပတ်သက်လို့သူကတော့သူအားသေးငယ်တော့အားသေးတဲ့အာယုံပေါ့နော်ဒီလိုပြောရမယ်ပရိဒါယုံကအားနည်းတဲ့အာယုံဆိုအဲ့ဒီအာယုံနဲ့ပတ်သက်လို့ရှိရင်ဝိထိစဉ်က6မျိုးဖြစ်နိုင်တယ်လို့ဒါမနေ့ကတော့ရှင်းပြခဲ့ပြီးသားဖြစ်တယ်ဆိုဒီ6မျိုးမှာကဘာတွေပါမလဲပေါ့နော်ဒါကဒီနည်းနည်းလေးဒီမှာပြန်ပြီးတော့ရှင်းပြမယ်ဆိုရင်ပရိဒါယုံဆိုရင်အတ္တိတဘဝင်4ချက်လွန်မှာပေါ်တယ်ဆိုတော့ဒါပြန်ပြီးတော့ပေါ့နော်အတိပရိဒါအတိမဟန္တာယုံကပြောမယ်ဆိုအတိမဟန္တာယုံကအတ္တိတဘဝင်1ချက်လွန်မှာပေါ်တယ်မဟန္တာယုံက2ချက်သို့မဟုတ်3ချက်အလွန်မှာပေါ်တယ်အခုပရိဒါယုံကကြတော့အတ္တိတဘဝင်4ချက်လွန်ပြီးတော့ပေါ်တယ်တစ်ခုက4ချက်လွန်မှာပေါ်မယ်တစ်ခုက5ချက်မှာပေါ်မယ်တစ်ခုက6ချက်မှာပေါ်မယ်တစ်ခုက9ချက်မှာပေါ်မယ်တစ်ခုက8ချက်မှာပေါ်မယ်တစ်ခုက9ချက်မှာဆိုစုစုပေါင်း4ချက်ကအလွန်ကနေ9ချက်လွန်ဆိုစုစုပေါင်းဝိထိဖြစ်စဉ်ပေါင်းက6မျိုးဖြစ်နိုင်ဒါပရိဒါယုံနဲ့ပတ်သက်လို့ဆိုဒါလေးမှာပထမဦးဆုံးသောပရိဒါယုံကိုဒါရှင်းပြလိုက်မယ်ကျွန်တော်哋အကုန်လုံးအတူတူပဲပေါ့ဆိုရင်အတ္တိတဘဝင်4ချက်လွန်သွားပြီလွန်ပြီးတော့မှद्वार မှာအာယုံထင်တယ်ထင်တဲ့အခါမှာဘဝင်လှုပ်မယ်ဘဝင်ပြတ်မယ်ပြီးလို့ရှိရင်ပိဿဒေါရဝဇံဖြစ်မယ်သကုဝဉ္တမတိကတတိတဝုထောတော့ဝုထော3ချိန်ပေါ့တကယ်တော့ဝုထောကတာမန်ဆိုရင်တော့တစ်ချိန်ပဲစောရုပ်ဆုံးနိုင်ရှိတယ်တိုးတော်လည်းဒီမှာတော့ဇောမစောတဲ့အတွက်ကြောင့်ဇောတုဇောရောင်အနေနဲ့ပေါ့နော်ဒီဝုထောကဆောင်ရွက်တယ်ဇောအနေနဲ့ဆောင်ရွက်တာပေါ့လေဇောအနေနဲ့ဆောင်ရွက်တဲ့ခါမှာသူက3ချိန်ကြာပြီးတော့မှဘဝင်က4ချိန်ဆက်ပြီးတော့ကြာဘာကြောင့်လဲဘဝင်4ချိန်ဆက်ကြာလဲဆိုရင်ခုနပြောတဲ့သကုပ္ပဒါရတို့ရူပါယုံတို့ကတက်တန်းရှိနေသေးတယ်တက်တန်းမကုန်သေးတဲ့အတွက်ကြောင့်ဘဝင်4ချိန်အထိသူကရှိတယ်ဘဝင်4ချိန်ပြီးသွားတဲ့ခါကျတော့မှသကုပ္ပဒါရရောရူပါယုံကတက်တန်းစီလို့ချုပ်ကြတယ်ဆိုရင်စ
စရုပ်ထဘဝင်ရဲ့ဘင်နဲ့ပြန်ပြီးတော့ချုပ်တာပေါ့နော်ဒါဒီပထမပရိဒါယုံဖြစ်ပါတယ်ဆိုတင်ကေတပြောမယ်ဆိုရင်တော့အတိတဘဝင်၄ချက်လွန်တယ်ပြီးတော့မှသူဝိသိစနေပေါ်တယ်မဝုထော၃ချိန်ဖြစ်တယ်ပြီးတော့မှဘဝင်၄ချိန်ဖြစ်တယ်အဲ့ဒီကြတော့မှခုနကပတာရတော့သကုပတာရရူပါယုံကချုပ်တယ်နော်ဒါကတော့ပထမပရိဒါယုံဝိသိဖြစ်စဉ်ပေါ့တင်ကေတအစဉ်လေးပေါ့နော်အဲကောင်းပြီဆိုရင်ဒီ6မျိုးလုံးမှာဒီပရိဒါယုံနဲ့ပတ်သက်တဲ့6မျိုးလုံးကိုပေါ့နော်ဒါအကုန်လုံးပေါင်းပြီးရှင်းပြရမယ်ဆိုရင်တော့ဒုတိယတတိယသုတ္တပစ္စမသတ္တမဒီပရိဒါယုံနဲ့ပတ်သက်တဲ့နော်အဲဒီဟိုပါပေါ့တင်ကေတလေးတွေဆိုရင်ဒုတိယပရိဒါယုံကကျတော့အတ္တိတဝင်5ချက်လုံးမှာပေါ်တယ်5ချက်လုံးမှာပေါ်တယ်ဆိုတော့ဘဝင်က3ချိန်ပဲကျန်တော့တာပေါ့နော်ဝုထော3ချိန်ဘဝင်3ချိန်ပေါ့အဲဒီခါတတိယပရိဒါယုံကကျတော့အတ္တိတဘဝင်6ချက်လုံးမှာပေါ်တယ်ဆိုရင်ဘဝင်2ချိန်ပဲကျန်တော့တာပေါ့နောက်တစ်ခါတိတဘဝင်9ချိန်ဘဝင်2ချိန်နောက်တစ်ခါ8ချိန်တိတဘဝင်8ချိန်လုံးမှဒါဒွါရမအာယုံကထင်တယ်ပေါ့နော်ထင်တဲ့ခါမှာသူကဘဝင်ထိမလို့တော့ဘူးဘုံထော3ချိန်မှာနေမယ်တတန်းကစေသွားတဲ့အတွက်ကြောင့်ချုပ်သွားတယ်နောက်ဆုံးကတော့တိတဘဝင်9ချိန်လွန်ပြီးတော့မှပေါ်တယ်သကုပတာရနဲ့ဒီကာယသကုဒွါရနဲ့ရူပါယုံကဒါတိုက်ကြပြီပေါ့နော်တိုက်တဲ့ခါကျတော့မှသူကဝုထော2ချိန်လဲပြီးရောသူတတန်းကစေသွားတဲ့အတွက်ကြောင့်ရူပါယုံရောသကုပတာရရောချုပ်တယ်ဆိုတော့ပရိဒါယုံနဲ့ပတ်သက်လို့ပေါ့နော်စုစုပေါင်း6မျိုးဖြစ်နိုင်တယ်ဒါမနေ့ကဒီပြီးသွားပြီပေါ့နော်ဒါကြောင့်သကုဒွါရမှာပရိဒါယုံ6ဝိธีဖြစ်ပါတယ်သောတာဒွါရမှာလည်းထိုနည်းလည်းကောင်းပေါ့6မျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်5ဒွါရတက်ပြောပါဆိုရင်တော့ပရိဒါယုံပေါင်းကပရိဒါယုံနဲ့ပတ်သက်တဲ့ဝိธีဖြစ်စဉ်ပေါင်းက30အထိရှိနိုင်ပါတယ်ဒါ5တော့ဒါလည်း5ဒေါ်လာအပူပေါင်းပြီးတော့ပြောတာပေါ့နော်ဒီလိုဒါကအတိမန္တာယုံနဲ့ပြန်ပြောမယ်ဆိုရင်အတိမန္တာယုံဒီသကုဒါရတက်ကတစ်မျိုးတည်းပဲရှိတယ်ဆိုရင်သောတာဒေါ်လာတစ်မျိုးကဏ္ဍဒေါ်လာတစ်မျိုးဆိုရင်စုစုပေါင်းပစ္စဒေါ်လာအတွက်ဆိုရင်တော့အတိမန္တာယုံဝိธีဖြစ်စဉ်က5မျိုးရှိနိုင်တခါမန္တာယုံနော်ဒုတိယအာကြည့်တဲ့အာယုံအဲ့ဒီမဟန္တာယုံမှာဆိုရင်ဝိธีစဉ်က2မျိုးဖြစ်နိုင်တယ်သကုဒေါ်လာမှာ2မျိုးပေါ့သောတာဒေါ်လာမှာ2မျိုးကဏ္ဍဒေါ်လာမှာ1မျိုးစသည်ဖြင့်ပစ္စဒေါ်လာမှာဆိုတော့စုစုပေါင်းမန္တာယုံနဲ့ပတ်သက်တဲ့ဝိธีစဉ်က10မျိုးဖြစ်နိုင်တယ်အခုပရိဒါယုံမှာကြတော့သူကအာယုံအားလျော်စွာဝိธี6မျိုးဖြစ်နိုင်တယ်6မျိုးဖြစ်တဲ့အတွက်ကြောင့်ပစ္စဒေါ်လာမှာဆိုရင်တော့ဝိธีစဉ်ပေါင်း30ဖြစ်နိုင်တယ်เนาะဒါကပရိဒါယုံနဲ့ပတ်သက်လို့ဒါရှင်းပြဒါဆိုရင်တော့ပရိဒါယုံပြီးသွားပြီဒါမနေ့ကဒီထိပြီးသွားပြီပေါ့เนาะဒီကောင်းပြီဒီနေ့ကအတိပရိဒါယုံကိုသွားမယ်အတိပရိဒါယုံကလည်းစုစုပေါင်းဝိธี6မျိုးဖြစ်နိုင်တယ်အတိပရိဒါယုံနဲ့ပတ်သက်ပြီးတော့ပေါ့เนาะဆိုရင်အတိအလွန်ကိုပရိဒါယုံအားနည်းတဲ့အာယုံဆိုသကုပတာရအားနေတာပဲဖြစ်ရင်ဖြစ်မယ်သူရူပါယုံအားနေတာလည်းဖြစ်မယ်သူမို့အလင်းရောင်အားနေတာလည်းဖြစ်မယ်ပေါ့နော်အဲ့ဒီအကြောင်းကြီးအားနေတဲ့အတွက်ကြောင့်ရူပါယုံနဲ့သကုပတာရတို့ဖြစ်ကြဖြစ်ပြီးတဲ့နောက်မှာဖြစ်ပြီးတော့ဒါပေမဲ့သူတို့ကမတိုက်သေးဘူးပေါ့နော်အချင်းချင်းမထိတိုက်သေးဘူးဖြစ်ပြီးတဲ့နောက်မှာတိတပွင့်10ချက်လွန်မယ်10ချက်လွန်ပြီးတော့မှခုနသကုပတာရမှာရူပါယုံကထင်တခါတချို့က17ချက်လွန်မှရမယ်တချို့က12ချက်13ချက်14ချက်15ချက်အဲ့ဒီ15ချက်လွန်ပြီးတော့မှပဲသကုပတာရမှာသကုဒွါရမှာရူပါယုံကထင်နော်ဒါကြောင့်အတိပိဋကယုံပတ်သက်လို့6မျိုးရှိဆိုတော့အဲ့ဒီအတိပိဋကယုံနဲ့ပတ်သက်တဲ့ဝိธีစဉ်ကြတော့ဆိုရင်တော့ तू ကတကယ်ဝိธีစိတ်အစစ်ကတော့မဖြစ်တော့ဘူး तू ကဝိธีစိတ်ဒီဘယ်ကစလဲလို့မေးလို့ရှိရင်တော့ပစ္စဒေါ်လာဝဇန်ကစတယ်နောက်ဆုံးဇောတို့တရားယုံထီကျော်เนาะဒါတွေအကုန်လုံးဝိธีစဉ်ခေါ်တယ်ဝိธีစိတ်တွေခေါ်တယ်ဆိုတော့ဒီအတိပရိဒါယုံမှာကြတော့အဲ့လိုမျိုးဝိธีစိတ်တွေမပေါ်တော့ဘဲနဲ့ဘဝင်စိတ်ကြီးပဲသူကဖြစ်တာဆိုရင်ရူပါယုံရောသကုပ္ပဒါရရောဖြစ်ပြီးတဲ့နောက်မှာအတိအကျဝင်10ချက်လွန်ပြီးတော့မှတိုက်တယ်ဆိုတော့ခုနကတော့10ချက်လွန်ပြီးတော့တိုက်တဲ့အတွက်ကြောင့်သူတို့ကဟောပေါ့လေဝိธี
စိတ်ဖြစ်ဖို့လောက်ဒီအားမကောင်းတော့เนาะဒီသူတို့ရူပါယုံကသက္ကုပတာတော့အာမကောင်းတဲ့အတွက်ကြောင့်ခုနကဒီအာဝဇန်စိတ်တွေဝိရိဇင်ရဲ့အစကအာဝဇန်ပဲအာဝဇန်စိတ်တွေမဖြစ်ဘူးအာဝဇန်စိတ်တွေမဖြစ်ဘဲနဲ့သူကဘဝင်ကလေးပဲပြန်ပြီးတော့ပြန်ကျသွားတာပေါ့နော်နှစ်ကြိမ်တော့သူကလှုပ်အောင်ပဲဘာကြောင့်လဲဆိုတော့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်အာယုံတစ်ခုတည်းဒွါရကိုတိုက်တဲ့အခါမှာစက္ခုဒွါရကိုလည်းတိုက်တယ်လို့မနောဒွါရကိုလည်းတိုက်တယ်နော်ဒွါရနှစ်ပါးလုံးကိုတစ်ပြိုင်နက်တိုက်တယ်တွေ့တုဒွါရီတုဆိုလို့နော်ဆိုနှစ်ပါးလုံးကိုတစ်ပြိုင်နက်တိုက်တယ်တိုက်တဲ့အတွက်ကြောင့်အတိပရိဒယုံကကြတော့တိုက်ပင်တိုက်တော့လေအာယုံကဒီဒွါရမှာမထင်နိုင်ဘူးလေသူ10ချက်လုံးမှသူကထင်တာမနောဒွါရမှာတိုက်တဲ့အခါကြလို့ရှိရင်တော့သူကဘဝင်ကလှုပ်တယ်လှုပ်ပြီးလို့ရှိရင်အမှန်တကယ်ပြက်ဘာကြောင့်ပြက်လဲလို့မင်းဟိုအနောက်မှာသူကဝီထိစိတ်တွေကပေါ်မှာပေါ်တယ်ဆိုရင်တော့ဘဝင်စိတ်အစဉ်ကပြက်ပြရတာဒီအတိပရိဒယုံမှာကြတော့နော်ဝီထိစိတ်တွေကမပေါ်ဘူးသူကအာနေလုံးကကြည့်လို့မပေါ်တဲ့အခါကျတော့သူကဘဝင်ကစရဏနှစ်ကြိမ်ဖြစ်တယ်သူကဘဝင်လှုပ်တာနှစ်ကြိမ်လှုပ်တာလှုပ်တယ်ပြတ်မသွားဘူးသူကဘဝင်စိတ်ကပြတ်မသွားဘဲနဲ့တခါဘဝင်ပြန်ကျသွားတယ်ဒါကြောင့်ဒီနေရာမှာတော့သူကဘဝင်ကစရဏဘဝင်ကုပိစေတာမဟုတ်ဘူးဘဝင်ကစရဏကြီးပဲနှစ်ကြိမ်ဖြစ်တာပေါ့နော်လှုပ်ရုံပဲလှုပ်လို့ဆိုရင်ဒါဆိုရင်ဝီထိစိတ်တွေမဖြစ်ဖဲနဲ့နော်ဒီအတိပရိဒါယုံကိုဘာကြောင့်ဝီထိစိတ်ဆိုပြီးတော့အရာသွင်းထားတာလေပေါ့ဝီထိစိတ်ထဲမှာဘာကြောင့်သွင်းထားရလဲဆိုလို့ရှိရင်တော့သူကအာယုံနဲ့ဓာရတော့တိုက်တဲ့အတွက်ကြောင့်ဘဝင်နဲ့လှုပ်တယ်ဒီနေ့မနောဓာရကိုလည်းတွတ်တိုက်တယ်ပေါ့နော်တိုက်တဲ့အတွက်ကြောင့်ဘဝင်ကတော့လှုပ်သွားတယ်အဲ့ဒီလှုပ်လိုက်တဲ့ဟာကိုပဲသူကဝီထိစိတ်အနေနဲ့ပေါ့နော်ဒါကိုတတ်မှတ်လိုက်တာတကယ်တော့ဝီထိစိတ်မဖြစ်ဘူးမဖြစ်ပေမဲ့ဝီထိအရာသွင်းလိုက်တာပေါ့နော်ဒီလိုမျိုးပြောချင်တာကောင်းပြီဆိုဝိသိစိတ်တွေလုံးဝမဖြစ်တဲ့အတွက်ကြောင့်အတိပိဋကယုံကိုကျတော့မောဂဝါဒခေါ်တယ်။ပြီးတော့အတိမဟန္တာယုံကိုကျတော့တရားလမနဝါဒနောက်ကမဟန္တာယုံကိုကျတော့ဇဝနဝါဒပရိဒယုံကိုကျတော့ဝဋ္ဌပနဝါဒဘုထောအဆုံးရှိသောဝါဒနော်ဘုထောအဆုံးရှိသောဝါဒအခုအတိပိဋကယုံကကျတော့အဲ့ဘုထောလည်းမဖြစ်ဘူးပေါ့နော်ရှေ့ကဒီစက္ခုဝိညာဉ်လည်းမဖြစ်ဘူးနောက်ပစ္စဒဝါဒဝဇန်လည်းမဖြစ်တံပတိဆန်းတို့တဏှိနာတို့လည်းမဖြစ်ဘူးပေါ့နော်မဖြစ်တဲ့အတွက်ကြောင့်သူကအချီးနီးဖြစ်တဲ့ဒီပါပေါ့နော်ဝီထိဖြစ်စဉ်ပေါ့အချီးနီးဖြစ်သွားတဲ့ဝီထိဖြစ်စဉ်ဒါကြောင့်သူ့ကိုမောဂဝါဒလို့ခေါ်တယ်ဘာဝီထိမှမပါဘူးပေါ့နော်ဘာဝီထိစိတ်မှမပါဘူးခေါ်တယ်ဒါကြောင့်အတိပိဋကယုံကကျတော့မောဂဝါဒလို့ခေါ်တယ်ဆိုဒီအတိပိဋကယုံကဘယ်လိုအခြေအနေမျိုးတွေမှာဖြစ်နိုင်လဲလို့မေးရင်တော့မွေးခါစနော်ကလေးငယ်လေးတွေမွေးခါစကလေးငယ်လေးတွေမှာဖြစ်တဲ့ဝီထိမျိုးသူကမွေးခါစကလေးငယ်လေးတွေကတော့ဒီစကုပ္ပတာရလည်းအားနေတယ်အာယုံကတော့ရှိတာပေါ့နော်တိုးတော့လေသူကစကုပ္ပတာရကအားနေတဲ့အတွက်ကြောင့်ဒီဝီရိစိတ်တွေမဖြစ်နိုင်တဲ့အတွက်အာယုံကိုမြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးသိလည်းမသိနိုင်ဆိုမွေးခါစကလေးတွေကသူငိုတာပေါ့နော်ဘာအာယုံမှသူတို့မှမရှိမသိနိုင်ဘူးပေါ့နော်ဒီလိုပြောချင်တာဆိုအဲ့ဒီလိုမျိုးကလေးတွေမှာဖြစ်တဲ့စိတ်မျိုးပေါ့ကဲကောင်းဆိုတော့ဒါဆိုရိုးတွေပေါ့နော်ဆိုရိုးတွေကတော့ထားလိုက်ပါဒါတွေအကုန်လုံးလည်းတပုံစံနဲ့ဆိုတော့သိမပြောတော့ပါဒီတစ်ခုပဲပြောလိုက်ပါမယ်ဆိုပထမအတိအကျပြိဋကယုံကဘာပြောမလဲရူပယုံနဲ့စက္ခုပ္ပတာတွေကိုစတည်ပြီးတော့ဖြစ်လာပြီးတဲ့နောက်မှာအတိအကျဝင်10ချက်လွန်ပြီးတဲ့အချိန်ကြာမှာသူတို့ကတိုက်တယ်နော်စက္ခုပ္ပတာရနာရူပယုံထင်တယ်ပေါ့နိတိုက်တယ်ဆိုတော့ထင်ပြီပေါ့အဲ့လိုထင်တဲ့ခါကျတော့မှဘဝင်2ကြိမ်လှုပ်တယ်လှုပ်ပြီးသွားရောဝိသိစိတ်တော့မဖြစ်ဘူးပြန်ပြီးတော့ဘဝင်ပြန်ကျသွားတာနော်ပြန်သွားပြီးတော့မှဘယ်ချိန်မှာသွားဆုံးနေလို့မင်းတော့နောက်ထပ်ဘဝင်5ကြိမ်မြောက်နော်ဒီဘဝင်ကစရဏ2ကြိမ်ပြီးတဲ့နောက်ထပ်ဘဝင်5ကြိမ်မြောက်ကြမှာပဲရူပယုံရောစက္ခုပ္ပတာရရော18ချက်ရုပ်သက်စေတာအဲ့ကြမှာသူတို့ကပြိုင်ပြီးတော့ချုပ်ကြတာနော်
ကောင်းပြီဆိုရင်ဝီထိသင်္ကေတအစဉ်ကတော့ဒါအားလုံးလဲဟိုရှိရအတိုင်းပါပဲပေါ့နော်ဒီဓာတ်ဝင်ဒါဆိုရင်10ချက်လွန်မယ်10ချက်လွန်နေလွန်ပြီးသွားတဲ့အခါမှာဝင်ငါစရဏဝင်ငါစရဏပဲနှစ်ခုလုံးကနော်ဘာကြောင့်လဲဆိုတော့ဥပ္ပစေတာမဖြစ်ဘူးပေါ့ဘဝင်အစဉ်ကမပြတ်သွားဘူးလေဘာကြောင့်နောက်မှာဘဝင်နေမဲ့လိုက်တော့မှာဟုတ်ဘဝင်အစဉ်ကတော့ရှိတယ်ဒါပေမဲ့ဒီမှာလှုပ်ရုံလေးနဲ့လှုပ်လိုက်တာပေါ့နှစ်ကြိမ်ပြီးလို့ရှိရင်ဘဝင်ကြီးပြန်ကျတယ်5ကြိမ်ဒါကပထမအတိပိဋ္ဌာရောကျန်တဲ့5မျိုးပေါ့ကျန်တဲ့5မျိုးဆိုတာကဒုတိယတတိယသုဒ္ဓပစ္စမပေါ့နော်ဒါတွေကလည်းအရှိကအတိုင်းပဲဒီဓာတ်ဝင်17ချက်လွန်မယ်12ချက်လွန်မယ်13ချက်14ချက်15ချက်လွန်ဆိုရင်17ချက်လွန်တဲ့ခါမှာတော့ဘုံရ4ချိန်ပဲကျန်တာပေါ့နော်ဘုံကဆရဏနောက်နှစ်ခုနောက်မှာ4ချိန်ဒါ3ချိန်2ချိန်1ချိန်နောက်ဆုံးတစ်ခုကကြတော့လှုပ်ရုံနဲ့လှုပ်လိုက်တယ်ပေါ့ပြီးလဲပြီးသွားရောဘုံရင်ပြန်ပြီးတော့ကြာဆိုတော့နောက်ဆုံးဘုံကဆရဏရဲ့ဘင်ခဏမှာနေမယ်ရူပါယုံရောစကုပ္ပတာရာရောတက်တန်းစေအကြောင်းသူကချုပ်သွားတယ်ဒါသင်္ကေတစေနော်ဒါကြောင့်စကုဒ္ဒရာမှာအတိပိဋကနဲ့ပတ်သက်လို့ဝိထိ6မျိုးဖြစ်နိုင်တယ်သောတာဒရာမှာဒုနည်း၎င်းပေါ့6မျိုးပေါ့ဆိုရင်9ဒရာတဲ့ပြောပါဆိုရင်တော့အတိပိဋကရုံကဝိထိပေါင်း30ဖြစ်နိုင်တယ်နော်ဒါရှိရဟာနဲ့ထပ်စင်စင်ပါပဲဗျာပိဋကရုံနဲ့တူတာပေါ့နော်30ပဲခိုက်ကောပြီအခုစကုဒ္ဒရာမှာဖြစ်တဲ့ဝိထိ15မျိုး15မျိုးဆိုတာအာယုံရဲ့အချင်းရအားလျော်တာပေါ့နော်စကုဒ္ဒရာတစ်ခုတည်းကိုဒါဥပမာအနေနဲ့ရှင်းပြတော့ဆိုရင်အတိမန္တယုံဖြစ်နိုင်တယ်မဟာန္တယုံဖြစ်နိုင်တယ်ပရိဒယုံဖြစ်နိုင်တယ်အတိပရိဒယုံဖြစ်နိုင်တယ်စုပေါင်း15မျိုးဆိုရင်အာယုံရဲ့အာကြည့်မှုအာသိမှုကိုလိုက်ပြီးတော့အတိမန္တယုံဆိုရင်တရားရမဏဝါဒခေါ်မယ်ဒါတစ်မျိုးမဟာန္တယုံဆိုရင်ဇဝနဝါဒခေါ်တယ်2မျိုးဖြစ်နိုင်တယ်ပရိဒယုံဆိုရင်တော့ဝဋ္ဌပနဝါဒခေါ်တယ်6မျိုးဖြစ်နိုင်တယ်အတိပရိဒယုံကကျတော့မောဂဝါဒပေါ့နော်အချင်းကြီးဝါဒဆိုလည်း6မျိုးဖြစ်နိုင်တယ်စုပေါင်း15မျိုးပေါ့နော်နောက်စုစုပေါင်းစကုဒ္ဒရာနဲ့ပတ်သက်လို့ဝိထိ15မျိုးပြင်စဒွါရနဲ့ပတ်သက်လို့ဆိုရင်တော့85မျိုးဖြစ်သွားတယ်ဆိုရင်တောတာဒွါရမှာလည်း15မျိုးဂါနမှာ15မျိုးဇိဝမှာ15မျိုးကာယမှာ15မျိုး15ကဒီ85ပေါ့ပြင်စဒွါရအတွက်က85မျိုးဒါအကုန်လုံးဒီတိုင်းပဲပေါ့နော်ဆိုရင်စုစုပေါင်းပြင်စဒွါရက85မျိုးပြင်စဒွါရမှာဖြစ်နိုင်တဲ့ဝိထိစိတ်အမျိုးအစားပေါင်းဒီခါတော့ဝိထိစိတ်တွေအမျိုးအစားဘယ်နှမျိုးလောက်ပေါ့နော်ဒီပစ္စဒွါရမှာဖြစ်နိုင်တယ်လေပေါ့ဒါပုံမှန်အားဖြင့်ပြောတာပေါ့နော်တာမညအားဖြင့်ဆိုရင်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲပစ္စဒွါရမှာဆိုရင်တော့ပစ္စဒွါရဝဇန်းကနေစတာဝိထိစိတ်ကနော်ပစ္စဒွါရဝဇန်းတို့စကုဝိညာဉ်တို့ဒါတွေကုန်လာမှာပေါ့လေစကုဝိညာဉ်ဒါစကုဒွါရမှာဆိုစကုဝိညာဉ်ပေါ့လေသောတာဒွါရမှာဆိုတော့သောတာဝိညာဉ်ဒီလိုသွားမှာဆံရဆံရဒွါရနဲ့ဆံရဆံရဝိညာဉ်စိတ်ပေါ့ပြီးရင်တော့တပတိဆိုင်တတိရဏပြီးတော့ဝုထောဇောတရားယုံစုစုပေါင်းဝိထိစိတ်အမျိုးအစားပေါင်း9မျိုးဖြစ်နိုင်တယ်ဒါအများဆုံးပေါ့နော်ဖြစ်နိုင်တယ်ဒါကြောင့်အမျိုးအစား9မျိုးဖြစ်နိုင်ပါတယ်အဲ့တော့မျိုးစားတော့တည်နောက်ဘာကြံဦးမလဲဆိုလို့ရှိရင်တော့ဝိထိစိတ်အကျိန်အရေးအတွက်ခုန9မျိုးတော့အဲ့ဒီ9မျိုးမှာတချို့သောစိတ်တွေကတစ်ကြိမ်ပဲဖြစ်တယ်တချို့ကြာရှိတော့9ကြိမ်ရှိတာဖြစ်တာရှိတယ်တချို့ဆို2ကြိမ်ဖြစ်တာရှိအဲ့လိုစိတ်အကြိမ်ကြီးကိုတွက်ကြည့်မယ်ဆိုရင်တော့စုပေါင်း14ကြိမ်ဖြစ်နိုင်တယ်ဆိုရင်ပစ္စဒွါရဝဇန်းကတော့အမြဲတမ်းတစ်ကြိမ်ပဲစကုဝိညာဉ်လည်းတစ်ကြိမ်ပဲတပရိဆိုင်တစ်ကြိမ်တဏိနာတစ်ကြိမ်ဘုထောလည်းတစ်ကြိမ်ဇောမှာကျတော့9ကြိမ်သူကဖြစ်နိုင်တယ်နောက်ဆုံးတရားယုံမှာကျတော့2ကြိမ်ဖြစ်နိုင်တရားယုံဆို2ကြိမ်ကြာအမြဲတမ်းကြာရပါတော့မကြာရင်လုံးဝမကြာဘူးဒါရှိပြီးတော့မဟာန္တယုံဝိထိမှာပြောခဲ့ပြီးတာအဲ့ကောင်းပြီတွက်ကြည့်မယ်ဆိုရင်တော့14ကြိမ်ဝိထိစိတ်အကြိမ်ပေါင်းဒီ14ကြိမ်ဖြစ်နိုင်ပါတယ်ကဲကောင်းပြီနောက်တစ်ခုကကြတော့ဝိထိစိတ်ပေါင်းဟိုအမျိုးအစားကပြောခဲ့တာ9မျိုးအဲ့ဒီအမျိုးအစား9မျိုးရဲ့ဖြစ်နိုင်တဲ့အကြိမ်ရေအတွက်က14မျိုးအခုဒီမှာတော့အဲ့ဒီပစ္စဒွါရမှာဖြစ်နိုင်သောစိတ်အားလုံးပေါ့အရေးအတွက်ပေါ့နော်စိတ်အရေးအတွက်ကိုတွက်တာသူကဆိုစုစုပေါင်း54မျိုးဖြစ်နိုင်တယ်ဒါကတော့အားလုံးနဲ့ဒီရှေ့မှာလေ့လာခဲ့ပြီးသားတွေပဲလေဒီပစ္စဒွါရမှာဆိုရင်
ဒါကာမစိတ်54ပါเนาะဖြစ်နိုင်တယ်ကောင်းပြီဆိုရင်အဲ့ဒီ54ပါကိုတွက်ကြည့်မယ်ဆိုရင်ဘာတွေပါမလဲပစ္စဒရဝဇံသူကတစ်မျိုးတည်းရှိတာပေါ့เนาะပြီးသွားလို့ရှိရင်စက္ခုဝိညာဉ်เนาะဒါဆိုတစ်မျိုးတည်းရှိတာဆိုရင်ဒွေပစ္စဝိညာဉ်စိတ်ဒါတော့ခုနကတော့5ဒွါရတုံးတွက်ပြတကယ်တော့စက္ခုဝိညာဉ်ဒီကုသိုလ်ကံကြောင့်ဖြစ်တာရှိတယ်အကုသိုလ်ကံကြောင့်သာတုရဲ့အကျိုးကြောင့်ဖြစ်တာရှိတယ်ပေါ့သူနှစ်မျိုးရှိတယ်ဆိုစက္ခုဝိညာဉ်ဒွေပေါ့ဒါစက္ခုဒွါရတဲ့ဆိုစက္ခုဝိညာဉ်ဒွေသောတာဒွါရဆိုရင်သောတာဝိညာဉ်ဒွေစသည်ဖြင့်သွားမှာပေါ့ဆိုရင်5ဒွါရတဲ့ဆိုရင်တော့ဒီပစ္စဝိညာဉ်စိတ်10ပါးပေါ့ဒါဒီပစ္စဒွါရမှာဖြစ်နိုင်တယ်စက္ခုဒွါရမှာဆိုရင်တော့ဒီနေရာမှာနှစ်ပါးပဲတွေ့ရမှာပေါ့နော်ဒီလိုပြောချင်တာသောတာဒွါရဆိုရင်2ပါးပေါ့ဆိုဒါတွေကဒီလိုပကိန်းမှာလေ့လာခဲ့ပြီးသားပေါ့နော်ဒွါရသင်္ကဟမှာလीတခုဒွါရနဲ့ပတ်သက်လို့ရှိရင်ဖြစ်နိုင်တော့စိတ်အလုံးကြီးပေါင်းဘယ်လောက်ရှိတယ်စိတ်ဘောနော်အလုံးကြီးပေါ့ဘယ်လောက်ရှိတယ်မေးလို့ရှိရင်တော့45မျိုးရှိ46မျိုးရှိ sorry 46မျိုးရှိသောတာဒွါရမှာလည်း46နော်ခန္ဓာဒွါရ46ဒိဋ္ဌိမှာ46ကာယ46ဆိုရင်ပေါင်းလိုက်ရင်တော့ဒီပစ္စဒွါရပေါင်းမယ်ဆိုရင်တော့ခုနလိုပေါ့နော်10မျိုးထပ်ပေါင်းอ่ะစက္ခုဒွါရဆိုရင်ကျန်တဲ့ဒွါရကစိတ်ဒီ10မျိုးထပ်ပေါင်းလိုက်လို့ရှိရင်ဒါပစ္စဒွါရဖြစ်သွားတာเนาะဒီလိုမျိုးဖြစ်တာဒါတွေကရှေ့မှာရှင်းခဲ့ပြီးသားပါမနောဒွါရအတွက်ဆိုရင်ဘယ်လောက်လဲဆိုမနောဒွါရအတွက်ဆိုရင်စိတ်ကောင်းကဒါဟောပေါ့68ပါဖြစ်နိုင်เนาะဒါတွေကဘာတွေလဲဆိုတာကိုပြီးတော့ရှေ့မှာပကိန်းမှာလေ့လာခဲ့ပြီးသားအခုဒီမှာကပစ္စဒွါရမှာဖြစ်တဲ့စိတ်54ပါတနည်းပြောမယ်ဆိုရင်စက္ခုဒွါရမှာဖြစ်တဲ့စိတ်46ပါပေါ့เนาะဘာတွေလဲမေးမယ်ဆိုရင်တော့ပစ္စဒွါရဝဇ္ဇန်သိ1ပါဒွေပစ္စဝိညာဉ်သိ10ပါစက္ခုဒွါရဆိုတော့စက္ခုဝိညာဉ်2ပါပေါ့เนาะဒွေ2ပါနောက်တစ်ခါတပ္ပတိဆိုင်က2ပါရှိတယ်သူလည်းကုသိုလ်ဝိဘက်အကုသိုလ်ဝိဘက်တတိရဏလည်းထုံနည်းလည်းကောင်းမယ်3ပါရှိတယ်နောက်တစ်ခါဝုထောဒါမနောဒွါရပေါ့เนาะမနောဒွါရဝဇ္ဇန်က1ပါရှိမယ်နောက်ဇောစိတ်တွေဒါကြောင့်ပစ္စဒွါရဒီကာမနဲ့ဆိုင်တာပေါ့เนาะဆိုရင်ကာမဇော29ပါရှိပြီးတော့မှဝုထောဝုထောကကြတော့တကယ်တော့ပြောမယ်ဆိုရင်တော့သူက17ပါ sorry တရားယုံပြောတာတရားယုံကတကယ်တော့17ပါရှိတယ်လीတို့တော့လေဒီမှာအပေါ်မှာတန်တိရဏစိတ်3ပါးကအပေါ်မှာတွက်ပြီးသားပေါ့နော်တရားယုံ17ပါးကပါလဲဆိုရင်မဟာဝိပ္ပစိတ်10ပါးနဲ့တန်တိရဏ3ပါးဒါတရားယုံ17ပါးခေါ်တယ်ဒီအပေါ်မှာတန်တိရဏစိတ်3ပါးကတွက်ပြီးသားဖြစ်တဲ့ကြောင့်ဒီအောက်မှာကြတော့ရင်တော့တန်တိရဏကိုမပါဘဲနဲ့ကျန်တဲ့မဟာဝိပ္ပစိတ်10ပါးပဲတွက်တာပေါ့နော်ဒီမှာထပ်တွက်မယ်ဆိုရင်တန်တိရဏက2ဆဖြစ်သွားမှာပေါ့နော်ဒါဆိုအရေတွက်တွေကပူကုန်မယ်။ကြောင့်ဒီမှာတော့တရားယုံဆိုတဲ့ခါမှာမဟာဝိပ္ပစိတ်ပဲတွက်တယ်။စုစုပေါင်းပြောပါဆိုရင်တော့54ပါရှိတယ်နော်။စက္ခုဒွါရတက်ဆိုရင်တော့46ပါရှိတယ်။ဒါပြီးလို့ရှေ့မှာပြောခဲ့တဲ့ပကိယဟာတွေပဲပေါ့နော်။ကဲကောင်းပြီ။ဆိုရင်ပစ္စဒွါရမှာဖြစ်တဲ့စိတ်ပေါင်း54ပါတနည်းပြောရင်ကာမစိတ်54ပါပေါ့။မဟာန္တာယုံဝိထိမှာတရားယုံမဖြစ်ဘူး။ဒါရှေ့မှာလည်းပြောခဲ့ပြီးသားပေါ့နော်။မဖြစ်တဲ့အတွက်ကြောင့်တရားယုံကလွဲလို့နံပါတ်9ကလွဲလို့ကျန်တဲ့စိတ်6မျိုးဖြစ်နိုင်တယ်နော်နောက်တစ်ခါပရိဒယုံမှာဆိုရင်တော့ကာမဇောလည်းမဖြစ်ဘူးလေသူကပရိဒယုံကဘုထောမှာအဆုံးတက်တာဆိုရင်ကျန်တဲ့5မျိုးပေါ့နော်ဒီကနေပြီးဘုထောတိ5မျိုးကောက်နောက်ဆုံးကတော့အတိပရိဒယုံကတော့ဘာစိတ်မှမဖြစ်ဘူးသူကဒီဝိသိစိတ်တစ်ခုမှမဖြစ်ဘူးအကြောင်းသူ့ကိုမောဂဝါဒလည်းခေါ်တာနော်အဲကောင်းပြီဒါကတော့စိတ်အလုံးရေပေါင်းနော်ပစ္စဒွါရမှာ54မျိုးဖြစ်နိုင်ပါဒါဒီနေရာမှာသူတို့ခေါ်ဝေါ်လေးတွေကွဲတာလေးတော့မှတ်ထားဖို့ဝီထိစိတ်အမျိုးအစားပေါင်းဆိုရင်9မျိုးပဲရှိတယ်အကြိမ်ရေအတွက်ဆို14ကြိမ်ရှိတယ်အခုစိတ်အလုံးရေပြောမယ်ဆိုရင်54လုံးရှိတယ်နော်ဒီလိုပြောတာကြည့်ကောင်းပြီဆက်သွားမယ်အာယုံအားဖြင့်ဝိပ္ပဟောအာယုံကတော့ပစ္စဒွါရဆိုတော့ခုနပြောတဲ့ဝိတိဇေမှာဆိုရင်တော့ရူပါယုံတတ္တကဏ္ဍရတ္တဖရတ္ပါယုံပေါ့ဒီလိုသွားမှာပေါ့နော်အာယုံအဖြစ်ဘဝင်ကြတော့သူ့အာယုံကဒါပစ္စုပန်အာယုံနဲ့မဆိုင်ဘူးဘဝင်ကလေဒါရှေ့မှာလည်းအများကြီးပြောခဲ့ပြီးသားသူကပြီးခဲ့တဲ့အတိတ်ဘဝကတေဂန်နီ
မရဏဇောစောတဲ့အချိန်မှာဇောကယူခဲ့တဲ့အာယုံနော်မရဏတဏဇောကယူခဲ့တဲ့အာယုံအဲ့ဒီအာယုံကိုပဲဘဝအတ္တမှာဆက်ပြီးသူကယူလာအကြောင်းအဲ့ဒီအာယုံကကြတော့ခုနကတော့အာယုံ6ပါးဖြစ်တာပေါ့နော်အာယုံ6ပါးလို့မခေါ်ပဲနဲ့အဲ့ဒီမရဏတဏဇောစောတဲ့အချိန်မှာဖြစ်တဲ့အာယုံကိုကြတော့သူကကံကမ္မနမိတ်ဂတိနမိတ်ဆိုတဲ့နာမည်နဲ့ပြောတယ်တကယ်တော့ဟိုတွက်ကြည့်မယ်ဆိုရင်တော့ခုနကတော့အာယုံတွေပါပဲเนาะအာယုံ6ပါးပဲအဲ့အာယုံ6ပါးကိုပဲကံလို့ယူဆတာရှိတယ်ကမ္မနမိတ်လို့ယူဆတာရှိတယ်ဂတိနမိတ်လို့ယူဆတာရှိတာပေါ့เนาะဆိုရင်ဘဝင်နေသည်ကံကမ္မနမိတ်ဂတိနမိတ်3မျိုးကိုအာယုံပြုတယ်ဆိုပစ္စဒွါရဝဇန်စတဲ့ဝိထိစိတ်တွေကကြတော့သူကပစ္စုပန်မှာဖြစ်ပေါ်တဲ့အာယုံကိုပဲသူကယူတာเนาะဆိုတော့ဆိုင်ရာဒွါရမှာဆိုင်ရာပစ္စုပန်အာယုံတွေကိုယူကြတယ်เนาะဒါကြောင့်အာယုံ5ပါးကိုအာယုံပြုတယ်အဲ့ဒါနည်းနည်းချက်ပြောမယ်ဆိုရင်တော့တကုဒွါရိကဝိထိစိတ်46ပါးရှိမှပြောခဲ့ပြီးသားเนาะစိတ်အလုံးကြီး46ပါးဒီပစ္စုပန်ရူပါယုံကိုအာယုံပြုတယ်သောတာဒွါရ46ဒီပစ္စုပန်တတ္တယုံခန္ဓာဒွါရ46ဒီပစ္စုပန်ခန္ဓာယုံဇိဝဒွါရ46ကပစ္စုပန်ရတ္တယုံနဲ့ကာယဒွါရကပစ္စုပန်ဖွတ်တပါပြောချင်တာကဝိထိစိတ်တွေကပစ္စုပန်အာယုံနေနဲ့အလုပ်လုပ်တာသူကဘဝင်စိတ်ကအတိတ်ကဘဝကယူခဲ့တဲ့ကံကမ္မနမိတ်ဂတိတွေပိနဲ့အာယုံပြုတာနှစ်ခုပါပေါ့နော်ဆိုပစ္စဒွါရဝိထိတို့ဒီပထမအတ္တိဒဘဝင်နဲ့ဥပတ်ပြိုင်သောပစ္စုပန်ပစ္စာယုံကိုအာယုံပြုကြတယ်ဟောယင်းပစ္စာယုံတို့ဒီဝိထိဆုံးတဲ့ခါမှာချုပ်ကြတယ်တော့ရှေ့မှာလည်းပြောလို့ဒီအာယုံတွေကိုပေါ့နော်အချင်းညာနဲ့ပြောတဲ့အခါမှာအာယုံအချင်းညာပြောတဲ့အခါမှာအတိမန္တာယုံဆိုရင်ပထမအတ္တိဒဘဝင်တစ်ချက်လွန်တယ်လွန်ပြီးတော့မှအာယုံကထင်လာတယ်ဒီလိုပြောတာပေါ့နော်ဆိုတော့အဲ့ဒီမှာအဲ့ပထမအတ္တိဒဘဝင်မှာသူကစဖြစ်ကြတယ်ဖြစ်တာနဲ့အာယုံထင်တာနဲ့မတူဘူးပေါ့နော်ဒါလေးတော့ကိုယ်ပြဖြစ်စေဖြစ်တာကတော့အတ္တိဒဘဝင်မှာဖြစ်နေပြီပေါ်နေပြီပေါ့ဥပတ်တာပေါ့ဥပတ်တယ်သို့တော်လည်းအာယုံထင်တာကြတော့တစ်ချက်လွန်တော့ထင်တယ်ရှိတယ်နှစ်ချက်လွန်ရှိတယ်နောက်တော့15ချက်လွန်မှတင်တာရှိဆိုရင်ဒီမှာဒီပြင်ဝိထိစဉ်ပေါ့ပစ္စဒဝါဒမှာရှိတဲ့ဝိထိစဉ်တွေဒီဘယ်အာယုံကိုယူတယ်လဲလို့မေးရင်အဲ့ပထမအတ္တိဒဘဝင်မှာစပြီးတော့ဖြစ်ခဲ့တဲ့အာယုံကိုသူတို့ကယူမှာချက်ချင်းယူလို့တော့မရဘူးတစ်ချက်လွန်မှယူမှာလို့နှစ်ချက်လွန်မှယူမှာဒီလိုလာတာပေါ့လေဒီလိုမျိုးပြောတာနော်အဲကြောင့်ဒီပစ္စဒဝါဒဝိထိဆိုပထမအတ္တိဒဘဝင်နဲ့ပြိုင်တဲ့ပစ္စုပန်အာယုံပေါ့၅မျိုးလုံး၅မျိုးကိုပဲသူကအာယုံပြုကြတယ်နော်ဒီအာယုံတွေကလည်းပဲဒီဒဘဝင်မှာစတွေ့တဲ့ကြောင့်နောက်ဆုံး18ချက်မြောက်နော်စိတ်လုံးကြီး18ချက်မြောက်မှာသူတို့ဒီအားလုံးချုပ်သွားတာကောင်းပြီနောက်ဘုံအားဖြင့်ဝေဖန်ဟောဘယ်ဘုံနေမှာဘယ်ဝိထိစိတ်တွေဖြစ်တယ်လဲပေါ့နော်ဒီလိုဝေဖန်တာဆိုရင်ပထမတော့ကာမဘုံပေါ့ကာမဘုံမှာတော့ကာမပစ္စဒဝါဒဝိထိ85မျိုးလုံးဖြစ်နေတော့သက္ကုဒ္ဓမှာ15မျိုးပေါ့တောတာမှာ15မျိုးစသည်ဒီ85မျိုးဒီကာမဘုံမှာဖြစ်နိုင်တယ်နောက်ရူပဘုံကတော့အားလုံးနဲ့ဒါဒီပထမနှစ်ဒီမှာလေ့လာခဲ့ပြီးသားပဲရူပဘုံမှာဆိုရင်သက္ခုပတာရနဲ့တောတာပရာဒနော်ဒီ2မျိုးတည်းပဲဒီကံကပေးတယ်ထုတ်တယ်ကျန်တဲ့ပတာရယုတ်တွေကိုတော့မထုတ်တော့ဘူးဘာကြောင့်လဲဆိုတော့ဒီဗြဟ္မဘုံမှာကာမဂုဏ်ခံစားစရာမရှိဘူးတော့ပစ္စဒွါရအာယုန်တွေကကြတော့ပစ္စဒွါရတော့ပဲပစ္စယုံပဲပြောပေါ့နော်သူတို့ကကာမဂုဏ်အာယုန်တွေကြီးပဲကာမဂုဏ်ခံစားဖို့အတွက်နော်တော့ရူပမှာရူပဗြဟ္မာတွေကကြတော့အကာမဂုဏ်ခံစားတာကိုဒီပယ်ပြီးသားပေါ့နော်ဇန်နဲ့ပယ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူတို့ကကာမအာယုန်မလိုဘူးသို့တော်လည်းတစ်ခုနဲ့တောတာတော့လိုမယ်ပေါ့ဘာကြောင့်လဲဆိုရင်ဘုရားမြတ်စွာဘုရားရှင်ကိုဖူးဖို့နဲ့သူတို့ရဲ့တရားကိုနာဖို့ပေါ့အဲ့ဒီအတွက်တော့ဒီပတာရယုတ်နှစ်ခုကိုတော့ကံကပေးလိုက်တယ်ကျန်တဲ့ပတာရယုတ်တွေမပေးတော့ဘာကြောင့်လဲမင်းတို့လည်းမလိုဘူးအလကားပဲဘာကြောင့်လဲမင်းတို့ခံစားမှမဟုတ်တာเนาะဒီလိုမျိုးပေးတာအကြောင်း
ကျန်တဲ့ပဒါလေးမရှိဘူးပေါ့နှစ်မျိုးပဲရှိတယ်သက္ကုပ္ပတနဲ့သောတာပဒါတရားယုံစိတ်လည်းမရှိဟောတရားယုံစိတ်ကဒါအခြေအနေ၃မျိုးတိုက်ဆိုင်မှ၃မျိုးဖြစ်ပေါ်မှတရားယုံစိတ်ကဖြစ်တာအခြေအနေ၃မျိုးဆိုတာဘာလဲဆိုတော့ကာမဘုံသားလည်းဖြစ်ရကာမဘုံသားမှသာလျှင်သူကတရားယုံကကြနိုင်တယ်နောက်တစ်ခုကကြတော့ကာမအာယုံဖြစ်ရကျန်တဲ့ဇာအာယုံတွေရှိမယ်ပေါ့နော်နောက်တစ်ခါလောကုတ္တရာတွေ sorry နိဗ္ဗာန်အာယုံတို့တခါတော့ဒီအာယုံတွေရှိတာပေါ့နော်အဲ့ဒီအာယုံမျိုးဆိုရင်တော့ဒါရောမဖြစ်ပြန်ကာမအာယုံဖြစ်ရမယ်ကာမပုဂ္ဂိုလ်ဖြစ်ရမယ်နောက်တစ်ခါကာမဇောစောပြီးရဲ့အချိန်ကြာမှသူကဖြစ်တယ်ဒါယုံကဇောမစောတဲ့ဝိသီမှာဆိုဒါယုံကြာလို့ထုံးတာမရှိဘူးဒီလိုပြောချင်တာအဲ့ဒီ၃ချက်ပြည့်စုံမှသာလျှင်ဒါယုံကကြတဲ့အတွက်ကြောင့်ရူပဘုံမှာကာမပုဂ္ဂိုလ်လည်းမဟုတ်ဘူးကာမအာယုံလည်းမရှိတဲ့ကြောင့်တရားယုံမဖြစ်ဘူးတရားယုံမဖြစ်ဘူးဆိုတော့အတိမဟန္တာယုံလည်းဝိသီလည်းမဖြစ်တော့ဘူးပေါ့နော်မတလည်းအတိမဟန္တာယုံဒီတရားယုံအဆုံးထိဖြစ်ရမှာပေါ့နော်ဒါကြောင့်ရူပယုံမှာအတိမဟန္တာယုံဝိသီတော့မဖြစ်ဘူးဆိုတော့ဘာကြီးဖြစ်မလဲလို့မေးရင်တော့ကျန်တဲ့မဟန္တာယုံတို့ပရိဒါယုံတို့အတိပရိဒါယုံဒါတော့ဖြစ်နိုင်တယ်ပေါ့နော်ဒီမှာရူပပုံကဲကောင်းပြီဆိုတော့ဝိသီဒီဟောပြောပါဆိုပေါ့နော်ဒီဖြစ်စဉ်ဝိသီစိတ်အမျိုးအစားပေါင်းဘယ်လောက်ဖြစ်မလဲလို့မေးတော့သကုဒ္ဒရာမှာဆိုရင်14မျိုးဖြစ်နိုင်တယ်တမျိုးကမပါဘူးပေါ့တမျိုးကခုနပြောတဲ့အတ္တိတဘဝင် sorry အတိမဟန္တာယုံတပါးတော့မပါဘူးပေါ့နော်ငက်ဆိုင်တဲ့ဝိသီစိတ်တပါးမပါဘူးမပါတဲ့အတွက်ကြောင့်ဒီရူပပုံမှာသကုဒ္ဒရာဝိသီက14မျိုးပဲဖြစ်နိုင်တယ်14မျိုးပါရည်လဲဆိုရင်မဟန္တာယုံ2ခုပရိဒါယုံက6ခုအတိပရိဒါယုံက6ခုပေါ့နော်ဒီ14မျိုးပဲသကုဒ္ဒရာမှာဖြစ်နိုင်တယ်နောက်တစ်ခါသောတာဒွါရတူတူပဲပေါ့14မျိုးပဲဒီ2မျိုးပဲရှိတာဒွါရကကျန်တဲ့ဂါနာတို့ဇိမ်ဝါတို့ကာယတို့ခုမှမရှိတော့ဘူးเนาะဒါတော့တွက်ဆရာမလို့တော့ပေါ့เนาะရူပဘုံမှာဖြစ်နိုင်တာကဘယ်လောက်ပဲရှိမလဲဆိုရင်28မျိုးပဲဖြစ်နိုင်ကာမဘုံမှာ85မျိုးလို့ဖြစ်နိုင်တယ်ရူပဘုံမှာတော့28မျိုးပဲဖြစ်နိုင်တယ်ကောက်နောက်တစ်ခုကကြတော့အရူပဘုံအရူပဘုံမှာကြတော့ရုပ်တည်မရှိတဲ့အတွက်ကြောင့်ခုနအာယုန်တွေပေါ့ရူပယုံလည်းမရှိဘူး sorry ပြင်စာယုံလည်းမရှိဘူးပြင်စာဒွါရလည်းမရှိဘူးဆိုတော့เนาะမရှိတဲ့အတွက်ကြောင့်ဝိသီစိတ်တွေလည်းမဖြစ်ဘူးเนาะဆိုရင်ပြင်စာဒွါရဝိသီစိတ်85ပါးလုံးမဖြစ်နိုင်ပါဘူးဆိုတော့အရူပဘုံမှာဖြစ်နေတာဆိုတော့တော်မနောဒွါရဝိသီတော့ဖြစ်နိုင်တာပေါ့เนาะခုနပြင်စာဒွါရတော့မဖြစ်နိုင်အတ္တညတသူကစိတ်ကိုမရှိတာစိတ်မရှိတဲ့ကြောင့်ဘာဝိသီမှဖြစ်ကြလည်းမရှိဘူးเนาะဆိုတော့အရူပဘုံနဲ့အတ္တညတဘုံနှစ်ပုံကတော့ပြစ္ဆဒရဝိသီ85မျိုးလုံးဖြစ်နိုင်ဇောကိုဘုံအားဖြင့်ဝေဖန်ပေါ့ဟောဆိုတော့ခုနကတော့ဘယ်ဘုံနေမှာဘယ်ဝိသီစိတ်တွေဖြစ်နိုင်တယ်လဲလို့ရှင်းပြခဲ့တာအခုကတော့ဇောစိတ်ကိုဘုံအားဖြင့်ဝေဖန်ပေါ့ဆိုဘယ်ဘုံနေမှာပေါ့လေဘယ်ဇောတွေဖြစ်နိုင်တယ်လဲပေါ့နော်ဒီလိုပြောချင်တာကာမဘုံမှာဆိုတော့ကာမဇောတွေစောမယ်29ပါးရှိပါတယ်ဒါပါတွေလည်းဆိုဖြစ်မှာတွက်ခဲ့ပြီးသားပေါ့နော်အာဟုသူတွေဖြစ်မယ်လို့နောက်တစ်ခါအတိတောပါဒတွေရှိမယ်လို့နောက်တစ်ခါခုနတို့ဟောပေါ့ဒီမဟာကုသိုလ်တွေမဟာကရိယာတွေပေါ့နော်ဒါတွေဖြစ်နိုင်တယ်အဲ့တော့ရူပဘုံမှာကြာလို့ရှိရင်တော့ဒေါသဇောကျင်ဒေါသဇောပေါ့နော်ရူပမှာဒေါသမရှိတော့ဘူးရူပဘုံမရှိတဲ့အတွက်ကြောင့်အဲ့ဒေါသဇောကျင်တဲ့ကာမဇော28ပါတော့ရူပဘုံမှာဖြစ်နိုင်တယ်ဆိုရင်ခုနပြောတဲ့အရူပတို့ဒါတွေကတော့မရှိဘူးပေါ့နော်ဝိသီစိတ်မရှိတဲ့ကြောင့်ဇောလည်းမရှိဘူးသူတွက်ဆရာမလို့တော့ဘူးဇောရှိတာဆိုလို့ကာမနဲ့ရူပမှာပဲရှိတယ်ဇောကဆိုရင်အဲ့မှာကာမမှာ29ရူပမှာတော့28ပါရှိအဲ့ကောင်ဒါကတော့ဇောကိုဘုံနဲ့ဝေဖန်တာအခုပုဂ္ဂိုလ်အဖြစ်ဝေဖန်ဘူးဘယ်ပုဂ္ဂိုလ်ဒီမှာဘယ်ဝိသီစိတ်တွေဖြစ်နိုင်တယ်လဲဒီလိုပြောတာနော်အဲ့ကောင်ကြည့်အောင်ဆိုတော့ပုရုဇဉ်4ဦးရှိမယ်ဖလထန်4ဦးရှိမယ်မက္ကတန်4ဦးရှိမယ်စုပေါင်း12ဦးရှိတာပေါ့နော်ပုဂ္ဂိုလ်12ဦးအဲ့ဒီ12ဦးထဲမှာပုရုဇဉ်4ယောက်နဲ့ဖလထန်4ယောက်
နော်ဖလတန်၄ယောက်ကတော့ပစ္စဒွါရဝီထိ85မျိုးလုံးဖြစ်နိုင်တယ်သူကဆိုရင်မက္ကတန်၄ယောက်မက္ကတန်ဆိုတာကပုဂ္ဂိုလ်ဆိုတာကမက်စိတ်အခိုက်ကလေးတစ်ခုထဲမှာပဲသူကကောက်လာတာအဲ့ဒီအခိုက်မှာဖြစ်တဲ့ဒီပုဂ္ဂိုလ်ကိုမက္ကတန်ပုဂ္ဂိုလ်ခေါ်တာနော်မက်စိတ်ဆိုတာလည်းပြောပြီးသားပဲလေစိတ်တစ်လုံးရဲ့ဒီအတိုင်းတာကလျှက်တစ်ပြက်မျက်စိတစ်ပြက်ပေါ့နော်မျက်စိတစ်မိတ်လက်စိတစ်ပြက်အတွင်းမှာပဲဒီတိန်းတော့ဖြစ်တာအရန်တူတောင်းဒီမက်စိတ်လေးတစ်ချက်ဖြစ်သွားတာတူတောင်းလိုက်ကာလလေးအဲ့ဒီကာလလေးမှာကိုပဲသူကပုဂ္ဂိုလ်တယောက်အနေနဲ့သတ်မှတ်လိုက်တယ်သူကနော်မက်စိတ်ဖြစ်တဲ့ခိုက်သူ့ကိုဖြစ်တဲ့ကြောင့်မနောဒွါရဝိထိပဲသူ့မှာရှိတာပစ္စဒွါရသူ့မှာမရှိဘူးပေါ့နော်ဒီလိုပြောချင်တာပုရုဇဉ်နဲ့ဖလတန်ကတော့ပစ္စဒွါရဖြစ်နိုင်ပါတယ်ကဲကောင်းပြီဝင်းတဲ့အောင်းနေစဉ်ပီတိညာဟောအမွေးသေးဘူးနော်ကလေးကအမေဝမ်းထဲမှာပဲရှိတော့မယ်ဆိုတော့အမေဝမ်းထဲမှာရှိတဲ့အခိုက်မှာအဲ့ဒီတရေသားမှာပေါ့နော်ဘယ်ဝီထိစိတ်တွေဖြစ်တယ်လဲလို့မေးကြရှိဆိုရင်အမိဝမ်းမှာနေတဲ့ကလေးငယ်တန်တမှာသောတဒွါရဝီထိဖြစ်နိုင်တယ်ဟောအတန်တော့သူကြားတရေသားကနော်တရေသားလောင်းကအတန်သူကြားဆိုရင်အပြင်ရပေါ့ပတ်ဝန်းကျင်ကပြောတဲ့အတန်ကိုသူဘိုက်ထဲကနေသူကြားတယ်နောက်တစ်ခါဇိမ်ဝါဒွါရဖြစ်နိုင်ဟောပေါ့အရသာပေါ့နော်ဆိုရင်အမေစားတဲ့အစားစားကိုသူခံစားလို့ရတယ်အပူဆက်တွေစားရင်သူလည်းပူဆက်တာချိုစားရင်သူလည်းချိုမှာပေါ့နော်ဒီလိုမျိုးပေါ့ဆိုတော့ तू ကခုနကပြောချက်ကျူးရတဲ့စင်ပေါ့နော်ဒီအရသာကို तू ကအမေရဲ့ချက်ကျူးရတဲ့စင် तू ကခံစားလို့ရတယ်နောက်ကာယဒွါရဝိထိဒါတော့ခန္ဓာကိုယ်ရှိတဲ့တွေ့ရတော့ तू ကကာယဒွါရရှိတာနော်ဆိုရင်တွေ့ထိနဲ့ပတ်သက်တဲ့ဝိထိစိတ်တွေလည်း तू ကဖြစ်နိုင်ဆိုတော့အမေဝမ်းမှာကိန်းနေတဲ့ဒီသားလောင်းတွေကသောတာဒွါရဝိထိဖြစ်နိုင်တယ်ဇိမ်ဝါဒွါရဖြစ်နိုင်တယ်ကာယဒွါရဖြစ်နိုင်ဆိုတော့ဒွါရ6ပေါက်ထဲမှာ3ပေါက်ဖြစ်နိုင်ကောင်းပြီဘာကြောင့်လဲဒါတွေမဖြစ်တာတွေမေးကြရှိတယ်သောတာဒွါရဖြစ်နိုင်တာသောတာဒွါရရဲ့ဇိမ်ဝါရဲ့ကာယရဲ့မဖြစ်နိုင်တာဆိုလို့ဘာဖြစ်မလဲစက္ကုဒွါရမဖြစ်နိုင်ဘူးနော်နောက်တော့ဂါနမဖြစ်နိုင်ဘူး2မျိုးမဖြစ်နိုင်စက္ကုဒွါရဘာကြောင့်မဖြစ်တာလဲမေးလို့ရှိရင်အမေဘိုက်ထဲမှာသူတအိမ်သားတအိမ်ထဲမှာနေရတာတအိမ်ကအလုံးပိတ်ကြီးဖြစ်တော့အဲ့မှာမှောင်မဲနေတာပဲတအိမ်နေရအလင်းအောင်မရှိတဲ့အတွက်ကြောင့်လည်းသူအပြင်ကစင်းတွေကိုတခုမှတီပေါ့နော်တအိမ်ထဲမှာရှိတဲ့သွေးကြောလေးတွေပဲပြောနိုင်ရန်နေတော့ကောင်းပေါ့ဒါတွေသူမမြင်ရအောင်ဒါကြောင့်အလင်းအောင်မရှိဘူးနောက်တစ်ခုဂါနဒွါရအနံ့ပေါ့အနံ့ကကြတော့သူကဝင်သက်ထွက်သက်မရှိဘူးကလေးကအသက်ရှိမရှိဘူးပေါ့လေတရေသားလောင်းကအသက်မရှိဘူးမရှိတဲ့အတွက်ကြောင့်ခုနဂါနဒွါရလည်းသူ့မှာမလိုဘူးပေါ့နော်မလိုတော့အဲ့ဒါနဲ့ပတ်သက်တဲ့ဝိထိကလည်းသူ့မှာမဖြစ်ဘူးဒီလိုပြောချင်ဒါကတော့အမိဝမ်းမှာကိန်းအောင်နေတဲ့ကလေးပေါ့နော်ကောင်းပြီနောက်တစ်ခါရှိမှာတော့ကဝီထိစဉ်ကိုပုဂ္ဂိုလ်အဖြစ်ဝေဖန်ခဲ့ပြီးသွားပြီပေါ့နော်ကာမတေဆိုရင်ပုရုဇဉ်4ယောက်ဖရတန်4ယောက်85မျိုးဖြစ်နိုင်တယ်မက္ကတန်4ယောက်ကြတော့ပစ္စဒွါရဝီထိမဖြစ်ဘူးသူမနောဒွါရဝီထိပဲဖြစ်တယ်သူပြောခဲ့ပြီးသားအခုကကြတော့ဘဝင်စိတ်ကိုပုဂ္ဂိုလ်ဖြစ်ဝေဖန်ဘယ်ပုဂ္ဂိုလ်ဒီမှာဘယ်ဘဝင်စိတ်ဖြစ်မလဲပေါ့နော်ဒီလိုပြောတာဆိုရင်ကာမပုဂ္ဂိုလ်ရဲ့တန်တန်မှာတော့ကာမဘဝင်စိတ်10ခုဖြစ်နိုင်တယ်တော့ဒီနေရာမှာဘဝင်စိတ်အကြောင်းလေးပေါ့နော်ဒါရှေ့မှာလည်းပြောခဲ့ပြီးသားဖြစ်တော့ပြန်ပြောအောင်ဘဝင်စိတ်ကစုစုပေါင်း19ပါးရှိဘဝင်စိတ်အနေနဲ့19ပါးရှိတော့ဒီဘဝင်စိတ်19ပါးကပရိသေတိကိစ္စလည်းသူကဆောင်ရွက်တယ်နော်နောက်ဘဝင်ကိစ္စလည်းဆောင်ရွက်တယ်သုတိကိစ္စလည်းဆောင်ရွက်တယ်ဒီ19ပါးဆိုအဲ့ဒီ19ပါးထဲမှာကာမပုဂ္ဂိုလ်အနေနဲ့ဆိုရင်ကာမဘဝင်စိတ်10ခုသူ့မှာဖြစ်နိုင်တယ်အဲ့10ခုကဘာလဲဆိုရင်ဥပိ္ပခာသနိနာစိတ်2ပါးနဲ့မာဝိဘစိတ်10ပါးဒါဒီကာမပုဂ္ဂိုလ်မှာဖြစ်နိုင်တယ်နောက်9ပါးကျန်တာပေါ့နော်9ပါးကဘာတွေဖြစ်မလဲဆိုတော့ရူပဝိပဿိတ်5ပါးနဲ့အရူပဝိပဿိတ်4ပါးဆိုတော့9ပါးကျန်
ဒါကရူပပုဂ္ဂိုလ်တွေရူပပြမာတွေအရူပပြမာတွေနဲ့ဆိုင်သွားတယ်ပေါ့နော်ဒီဝိပဿစိတ်တွေကကာမပုဂ္ဂိုလ်နဲ့မဆိုင်ဘူးဒါကြောင့်ရူပဝိပဿစိတ်တို့အရူပဝိပဿစိတ်တွေကာမပုဂ္ဂိုလ်မှာမပါဘူးအဲကြောင့်စုပေါင်း10ခုပဲသူမှာကျန်10ခုပဲဖြစ်နိုင်တယ်ပေါ့နော်အဲကောင်းပြီနောက်အဲ့ဒီကာမပုဂ္ဂိုလ်ထဲမှာမှဒုက္ခတိပုဂ္ဂိုလ်ရှိတယ်နော်ဒုက္ခတိပုဂ္ဂိုလ်ရှိဒုက္ခတိအာဟိတ်ရှိမယ်ဒုက္ခတိအာဟိတ်ရှိမယ်ဒုဟိတ်တွေရှိမယ်တိဟိတ်တွေရှိမယ်ဒီလိုထပ်ခွဲရအောင်နော်ဒီကာမပုဂ္ဂိုလ်ဆိုဒုက္ခတိအာဟိတ်ဒါအပေပုံသားတွေအပေပုံသားတွေမှာဆိုရင်တော့ကာမဒီဘဝင်ကတစ်ခုပဲဖြစ်မယ်အဲ10ခုတည်းကမှတစ်ခုပဲပေါ့နော်ဖြစ်တယ်ဆိုတော့အကုသလဝိပေဥပ္ပကတဏိနာစိတ်ဒါဒီအပေပုံသားတို့ရဲ့ဘဝင်စိတ်ဒီလိုသုတိဘဝင်သုတိရောဘဝင်ရောပရိသေတွေရောပေါ့နော်ဒါအကုန်တူတူပဲဒုက္ခတိအာဟိမှာတစ်မျိုးတည်းဖြစ်နိုင်တယ်နောက်ဒုက္ခတိအာဟိဒုက္ခတိအာဟိတဲ့တစ်မျိုးတည်းပဲပေါ့သူကတော့အာဟိကုသလဝိပေဥပ္ပကတဏိနာစိတ်ဒါကတော့အကုသလဝိပေဥပ္ပကတဏိနာစိတ်ပေါ့နော်ဒါကတော့လူစင်မမီနတ်စင်မမီတွေဒါအမြဲတမ်းပြောခဲ့ပြီးတဲ့စကားလုံးပေါ့အဲ့ဒီပုံကိုယ်ဒီမှာတော့ဒီစိတ်တစ်မျိုးတည်းပဲဖြစ်နောက်ကပါတွေးရိတ်ကြံတာပေါ့ဟိတ်နှစ်ပါးနဲ့ရှင်တဲ့ပုဂ္ဂိုလ်ဟိတ်နှစ်ပါးနဲ့ရှင်တဲ့ပုဂ္ဂိုလ်ကြလို့ရှင်တော့မဟာဝိပ္ပညာနာဝိပယုတ်စိတ်၄ပါးကိုဒါသူ့မှာဖြစ်နိုင်တယ်တွေးပုဂ္ဂိုလ်နော်တွေးပုဂ္ဂိုလ်ရဲ့ဘဝင်ဒီ၄မျိုးတွေကတစ်ပါးပါဖြစ်နိုင်တယ်ဒီလိုပြောချင်တာဒုက္ခရိအာဟိပုဂ္ဂိုလ်ရဲ့ဘဝင်ကဒီတစ်မျိုးတည်းပဲဒုက္ခရိအာဟိပုဂ္ဂိုလ်ရဲ့ဘဝင်ကတော့ဒီတစ်မျိုးတည်းပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပေါ့နော်ဒုက္ခရိအာဟိဆိုတာ ਨੇ ဒီတစ်မျိုးပဲရှိတယ်အဒွိဟိတ်မှာကြားလို့ရှင်တော့၄မျိုးတည်းကတစ်မျိုးဖြစ်နိုင်တယ်နော်ဒီလိုပြောချင်တယ်ကောင်းပြီတိဟိတ်ပုထုဇဉ်တိဟိတ်ဆိုတာဒါဟိတ်၃ပါးလုံးနဲ့ပါပညာပါလာပေါ့နော်အပေါ်ကတော့ပညာမပါဘူးသူကတော့အာလောဘအာဒေါသပဲပါတာသူကတော့တိဟိတ်ကကျအာမောဟဆိုတာဟိတ်ပါထပ်ပါဆိုအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ဖလတံပုဂ္ဂိုလ်၄ယောက်အဲ့ဒီပုဂ္ဂိုလ်9ဦးပေါ့နော် sorry 5ဦးပေါ့တိဟိတ်နဲ့ဖလတံ4ယောက်အဲ့ဒီပုဂ္ဂိုလ်တွေမှာကြတော့မဟာဝိပ္ပညာဏတမျိုးစိတ်၄ပါးကတဲကတပါးပါးဒီဘဝင်ဖြစ်မှာဘဝင်စိတ်ဖြစ်မှာပေါ့နော်ဒီလိုပြောချင်တယ်ကောင်းပြီဒါဒီကာမပုံမှာဆိုင်တဲ့ဒုက္ခတိအဟိဒုက္ခတိအဟိတိဟိနဲ့တိဟိပုဂ္ဂိုလ်အကြောင်းပြောတာအဲသူတို့ကဖြစ်တဲ့ဘဝင်စိတ်တွေပေါ့နော်ဘယ်လိုမျိုးဖြစ်နိုင်နောက်တစ်ခုကကျတော့ရူပပုဂ္ဂိုလ်ဓမ္မာတွေပေါ့ရူပဓမ္မာတွေမှာဘဝင်စိတ်ဘယ်လောက်ဖြစ်နိုင်ဘယ်ဘဝင်စိတ်တွေဖြစ်နိုင်လဲဒီလိုပြောချင်တာဆိုတော့ရူပဝိဘက်က5မျိုးရှိတယ်ဆိုဒီရူပဝိဘက်5မျိုးတွေကတစ်မျိုးမျိုးဒီရူပဘဝင်စိတ်ဖြစ်မှာပေါ့နော်ဆိုရင်အဲ့ဒီမှာပထမဇန်ပုံသားတွေရူပဗြဟ္မာတဏ္ဍာမှာတော့ရူပပထမဇန်ဝိဘက်စိတ်တစ်မျိုးယူအောင်တစ်မျိုးကိုဖြစ်နိုင်သူတဏ္ဍာမှာထိုနည်း၎င်းမဲ့ဒုတိယဇန်ပုံသားတွေအဲ့ဒီပုံကိုယ်တွေမှာတော့ဒီဘဝင်စိတ်က2မျိုးဖြစ်နိုင်တယ်တစ်ခုကကြတော့ဒုတိယဇန်ရဲ့ဝိဘက်ဖြစ်နိုင်တယ်လို့နောက်တစ်မျိုးကတတိယဇန်ရဲ့ဝိဘက်လည်းဖြစ်နိုင်တယ်ဆိုတော့ဒီနည်းဒါဟောပေါ့လေအရက်သုံးနဲ့ပြောမယ်ဆိုရင်တော့ဒုတိယဇန်ပုံသားဗြဟ္မာတွေဒီဒုတိယဇန်ဝိဘက်နဲ့ပရိသေတွေညီကြတာလည်းရှိတယ်တတိယဇန်ဝိဘက်နဲ့ပရိသေညီကြလည်းရှိတယ်2မျိုးဖြစ်တာပေါ့နော်ဆိုတော့ဒုတိယဇန်ပုံသားဆိုတာဒီပေါ့ဇန်နဲ့ပြောမယ်ဆိုရင်ဒုတိယဇန်ရပြီးတဲ့ပုံကိုယ်ကြီးဖြစ်နိုင်တယ်တတိယဇန်ရပြီးတဲ့ပုံကိုယ်ကြီးဒီဒုတိယဇန်ဘုံမှာဖြစ်နိုင်နောက်တတိယဇန်ဘုံသားတတိယဇန်ဘုံသားဆိုတော့ဒီဘက်ကတော့သုဒ္ဓဇန်နဲ့တွားညီတာပေါ့နော်ဆိုရင်သုဒ္ဓဇန်ဝိဘက်စိတ်တပါးဒီတတိယဇန်ဘုံသားတွေမှာဖြစ်နိုင်နောက်ဝေယဖလားနဲ့နော်တုဒ္ဓဝါက5ပုံဆိုရူပဗြဟ္မာမှာဟောပေါ့နော်16ပုံပေါ့16ပုံရှိတဲ့နေရာမှာအတ္တညတရခဏထားပေါ့နော်အခုဒီမှာကျန်တာဆိုဝေယဖို့နဲ့
ဝေယဖလားနဲ့တုဒ္ဓဝါဒ၅ပုံကျန်တယ်အဲ့ဒီဘုံမှာတော့သူကသရုပ်ဒဇံဘုံသားလို့ခေါ်တယ်အဲ့ဒီဘုံသားတွေကတော့သူကရူပပစ္စမဇံဝိပဿစိတ်ပေါ့နော်အဲ့ဒီဝိပဿစိတ်ဒီဘဝင်ကိစ္စအနေနဲ့ဆောင်ရွက်တော့ဘဝင်ကိုပုဂ္ဂိုလ်များနဲ့ဝေဖန်ကြည့်ကြတာပေါ့နော်ဒီကောင်ဆိုတော့ခုနလည်းထိုးပါမိယာဝတ္ထုနဲ့ဝေဖန်တော့ဘယ်ဝတ္ထုတွေမှာမှီပြီးတော့ဘယ်ဝိသိစိတ်တွေကဖြစ်တယ်လဲပေါ့နော်ဒီလိုပြောချင်တာတော့သက္ကုဝိညာဉ်ကသက္ကုဝတ္ထုကိုမှီတယ်သောတဝိညာဉ်ကသောတဝတ္ထုကိုမှီတယ်ကာဏဝိညာဉ်ကကာဏဝတ္ထုကိုမှီတယ်ဇိဝဝိညာဉ်ကဇိဝဝတ္ထုကိုမှီတယ်ကာယဝိညာဉ်ကာယဝတ္ထုကိုမှီတယ်ဒါလေးပြီးတော့ပါဘာလို့နောက်ပိုင်းမှာနည်းနည်းလေးရှုပ်တာလေးပါတော့ပေါ့နော်ဆိုရင်ဒါတော့ရှင်းတယ်ဒါမျိုးလို့ဒါရှေ့မှာလည်းအများကြီးလေ့လာခဲ့ပြီးသားသူဆိုင်ရာဝိညာဉ်စိတ်တို့ဒီဆိုင်ရာဝတ္ထုကိုမှီရတာပေါ့နော်အဲ့ဒီ၅ပါးသင်္စဝိညာဉ်ကလွဲလို့ကျန်တဲ့စိတ်အလုံးဒီဟာရိယဝတ္ထုကိုမှီတယ်ဆိုတော့ဒီနေရာမှာဟာရိယဝတ္ထုဒီကံကြောင့်ဖြစ်တဲ့ရုပ်တွေကမ္မဇရုပ်တွေမှာပါတယ်နော်ကမ္မဇရုပ်တွေကသူကစိတ်ရဲ့ဥပတ္တိပင်ခဏတိုင်းမှာသူကထုတ်တာကမ္မဇရုပ်ကဖြစ်တာဒါရှိမှတို့လေးလာခဲ့ပြီးသားပဲလေနော်ဥပတ္တိပင်တိုင်းကိုကမ္မဇရုပ်ကထုတ်တယ်ရုပ်ပိုင်းမှာဒီကိုလေးလာခဲ့ပြီးသားဆိုရင်ကမ္မဇရုပ်တွေဒီဥပ္ပမှာလည်းထုတ်တယ်ထီမှာလည်းထုတ်တယ်ဘယ်မှာလည်းထုတ်တယ်ဆိုတော့ဟာရိယဝတ္ထုတွေကအများကြီးပဲသူကခဏတိုင်းမှာထွက်နေဆိုအဲ့လောက်များတဲ့ဝတ္ထုဟာရိယဝတ္ထုကိုတဲကမှဘယ်ဝတ္ထုရုပ်ဘယ်ဟာရိယဝတ္ထုကိုမှကျန်တဲ့စိတ်တွေကမှီတာလဲလို့မေးကြရှိဆိုအဲ့ဒီမှာအဲ့ကျန်တဲ့စိတ်တွေမိမိရဲ့ရှေ့မှာဖြစ်တဲ့စိတ်နဲ့အတူဥပတ်တော်ဒီကအရေးကြီးတယ်ဒါလေးကိုတရားလေးမှတ်ခဲ့နောက်ပိုင်းမှာပဋ္ဌာန်းလို့ဘာလို့မှလဲဒါလေးသွားမှာပေါ့နော်ဆိုရင်အဲ့ဒီမိမိရဲ့ရှေ့ရရှိတဲ့စိတ်နဲ့အတူဥပတ်တော်ဟာရိယဝတ္ထုကိုမိတယ်လို့ပြောတဲ့အတွက်ကြောင့်ဘဝင်ကစရဏစိတ်ဆိုပါစို့ဘဝင်ကစရဏစိတ်ရဲ့ရှေ့မှာအတ္တိဘဝင်ရှိတယ်လေဆိုရင်ဘဝင်ကစရဏစိတ်ဒီဘယ်ဟာရိယဝတ္ထုကိုမိတယ်မင်းအတ္တိဘဝင်နဲ့ဥပတ်အတူပြိုင်လာတဲ့ဟာရိယဝတ္ထုကိုသူကမိတယ်ပစ္စရရဝဇန်စိတ်ဘယ်ဟာရိယဝတ္ထုကိုမိတယ်လို့မြင်ရင်အဲ့ပစ္စရရစိတ်မတိုင်ခင်ကဘာသာဘဝင်ကဂွင်ကုပိစေတာရှိတယ်အဲ့ဒီဘဝင်ကုပိစေတာနဲ့အတူတူဖြစ်လာတဲ့ဟာရိယဝတ္ထုကိုမိတယ်ဒီလိုသွားတာပေါ့နော်ဘုထောဆိုရင်ရှိကတန်တိရဏရှိတယ်အတန်တိရဏနဲ့အတူဖြစ်တဲ့ဟာရိယဝတ္ထုမိတယ်ပထမဇောဆိုရင်ဘုထောနဲ့ရှင်တဲ့ဟာရိယဝတ္ထုကိုမိတယ်ဒီလိုသွားကြတာနော်နောက်ဒုတိယနောက်ဆုံးပေါ့ဒုတိယတရားယုံဆိုပါစို့ဒုတိယတရားယုံဆိုရင်သူ့ရဲ့ရှေ့မှာပါကြီးပထမတရားယုံရှိတယ်အဲ့ဒီပထမတရားယုံနဲ့အတူဥပတ်ခဲ့တဲ့ဟာရိယဝတ္ထုမိဒီလိုပြောချင်တာနော်ဆိုတော့ဒီမှာခဏနားမယ်ဆိုရင်ဝတ္ထုအနေနဲ့ပြောပါဆိုရင်တော့ဆိုင်ရာဝိညာဉ်စိတ်တို့ဒီဆိုင်ရာဝတ္ထုကိုမိဒါကရှင်းတယ်မရှင်းတာကအဲ့ဒီဒွေပစ္စဝိညာဉ်စိတ်ကလွဲလို့ကျန်တဲ့စိတ်တွေဟာရိယဝတ္ထုကိုမိတယ်မိတဲ့အခါမှာလည်းမိမိမဖြစ်ခင်ကစိတ်နဲ့အတူဥပတ်တဲ့ဟာရိယဝတ္ထုကိုမိတယ်လို့မှတ်ထားရင်ဒါအားလုံးပြီးဒီနေရာပေါ့နော်ကြည့်ကောင်းပါပြီတော့ဒါတော့ပြီးမှအသေးသေးရှင်းပြနော်နောက်ပိုင်းမှာနည်းနည်းခက်တာလေးတွေရှိတယ်အဲဒါကြောင့်ဒီလိုနောက်တစ်ပတ်ကြာမှာပဲဆက်သွားကြဗျာ